Yo အားလုံးပဲမင်္ဂလာပါ Gamer Area Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဗီဒီယိုမတင်မဲ့အကြာကြီးနေပြီးတော့မှပြန်တင်တဲ့ဗီဒီယိုဖြစ်လို့ကျွန်တော်ရှေ့ရှေ့ဝေးပြောမနေတော့ဘူးဆိုတော့ကျွန်တော်ဘာကိန်းနေတင်ဆက်ပေးပါမလဲဆိုတော့ကျွန်တော်လည်းတို့သွားကြည့်လိုက်ကြအောင် Asian Stars ဒီကိန်းကတော့တိတ်ထွက်တာမကြသေးတဲ့ 3vs3 mobile game မှာ 2D animation ပုံစံနဲ့စောင့်မှာပါကျွန်တော်အမြင်ကတော့ဒီ game ကတိတ်ပြီး serious ဆန်ဆန်ဆော့စရာမလို game ပုံစံကပေါ့ပါတယ်နောက်ပြီးကျတော့ဆော့ပျော်တဲ့ပုံစံနဲ့ဖြစ်တယ်နောက်ပြီးကျတော့တကယ်ဆော့ပျော်တဲ့အချက်ကဒီမှာပေးတူဝင်လုံးဝမပေါ့ဒီ game ကကိုဘတ်စကားမှတ်တိုင်မှာခါးဆောင်နေတာတော့ဒိမ့်မဲနေမှာကွန်မာလေးမလာလို့ထိုင်ဆော့နေရမယ့်အချိန်မျိုးဆိုရင်ဒီ game ကခုကြည့်နေရဆိုတော့လုံးဝ perfect ပါပဲကစားရတာမကြောက်ဘူးပေါ့ပေါ့ပါဖြစ်ပြီးတော့ဆော့ပျော်ရမယ့် mobile game ကိုရှာနေရဆိုရင်တော့ဒီ game ကို try ကြည့်လိုက်ပါ Honor of King Honor of King ကတော့လူတိုင်းသိလောက်မဲ့ game လို့ကျွန်တော်ထင်တယ်အရင်နှစ်ပိုင်းလောက်ကလည်းဒီ game ကတော်တော်လေးပလူပြောင်းသွားတာကို social media ပေါ်မှာတွေ့ရမှာပါဒီတန်းဆန် game ကထုတ်ခဲ့တဲ့ခွေးခင်းလေးကအစာပိုင်းတော့ပေါ့ပေါ့ mobile game လို့ထင်ပြီးစော့ပြော်ခဲ့ပြီပဲနောက်ပိုင်းမှာ RAM မြင်လာပြီးတော့လောင်စရာတပုံကြီးပဲဖြစ်လာပါတယ်ဥပမာပြောရရင် enemy back မှာ China player တွေပါလာပြီဆိုတာနဲ့အသေးကိုရောင်းရမှာပါဒီ game ရဲ့ graphic နဲ့ gameplay က next level ထိကိုရောက်တယ်တော်တော်ကောင်းတဲ့အထက်မှာပါတယ်ပြီးတော့ဒီ game ရဲ့အထီးကလှပနေမှုကြီးက skin တွေပါပဲဒီ game ထဲမှာ main တစ်သက်မှာလုံးဝမမြင်ရလောက်ဘူးဆိုတဲ့လှပတဲ့ skin တွေကို online game မှာတွေ့ရလိမ့်မယ်地敌轻影化烟魂，落入江湖散犹温。ပေးတူဝင်မပါဘူး hero design နဲ့ skill တွေက overpower ဖြစ်တယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲ balance ဖြစ်နေတယ်အဲ့ဒီအချက်တွေကပဲဒီ game ကိုကောင်းအောင်လုပ်ပေးခဲ့တာပါအခုကြည့်နေရသူက mobile game တစ်ခုကို graphic နဲ့ gameplay ကောင်းကောင်းကစားခြင်းနဲ့ပေးတူဝင်လည်းမပါဘူးဆိုရင်တော့ဒီ game ကတင်တော့ပါပဲ League of Legends Warriors League of Legends ကနေ mobile version ထုတ်ထားတဲ့ Warriors ကတော့ mobile game တွေထဲမှာ mobile အဆန်ဆုံး game တစ်ခုဆိုလည်းမမှားပါဘူးပြီးတော့ဒီ Warriors ဆိုတာအခုလူသိများကြတဲ့ Valorant League of Legends စတဲ့ game တွေကိုထုတ်ထားတဲ့ Riot Game က2020မှာ official version ပြန်ထုတ်ပေးခဲ့တာပါစစထွက်ချိန်မှာတော့ buff ပေါင်း16000နဲ့ matchmaking system အကြောင်းပြဿနာတွေတက်ခဲ့ပေမဲ့အခုကတော့အကုန်လုံးပြန် fix လိုက်ပါပြီဒီ game ရဲ့အထူးကစားလို့ကောင်းတဲ့အချက်က game mechanic ပါပဲဒီ game ကပုံမှန် mobile game တွေတပူပြီးရှုပ်ထွေးတယ်နောက်ပြီးတော့ပို့ပြီးတော့လည်းခက်တယ်ပြောရရင်တစ်ပတ်နှစ်ပတ်လောက်ဆော့ရုံနဲ့ရင်းနှီးသွားမယ့် game လို့မျိုးမဟုတ်ပါဘူးတစ်လားလောက်ထိုင်ဆော့နေရင်တော့ကျောင်းသွားမယ့် game မျိုးမဟုတ်ပါဘူးဒီ game က champion ရော champion skill တွေကတော်တော် balance ဖြစ်တဲ့ game ကိုပြောလို့ရတယ်ပြီးတော့ champion တိုင်းမှာလည်း law တွေရှိပြီးတော့ League of Legends Warriors တွေက champion တွေအကုန်လုံးက Runeterra ဆိုတဲ့ wall မှာအခြေခံထားပြီး game မဆော့ပဲ law တွေကိုထိုင်ဖက်နေမယ်ဆိုရင်တော့တော်တော်လေးကိုတန်မဲ့ game တစ်ခုဖြစ်ပါတယ်အားလုံးပဲဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့ကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်အဲ့ဒီဘက်မှာနည်းနည်းလေး fuck up ဖြစ်သွားတယ်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုအဲ့ဒါမလုပ်တာလဲကြာလို့အမှားလေးတွေလည်းတော်တော်ပါသွားတယ်အဲ့တော့လည်းကျွန်တော်တောင်းပန်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဆိုတော့ adios guys